okay အလုံးလုံးနေနဲ့အတွေ့တစ်ခုရောက်လာတယ်အဲ့အတွေ့ကပုံမှန်ဆိုလဲရောက်နေကြပဲဒါပေမဲ့ဒီနေ့ကထူးထူးဆန်းဆန်းရောက်တာပေါ့နော်ဘာလဲဆိုတော့အာဆင်နယ်အသင်းကြောင့်အာဆင်နယ်ဖန်တယောက်အနေနဲ့အာဆင်နယ်အသင်းအကြောင်းထိုင်ပြီးတော့အတွေ့ရောက်လာတာတိတ်တော့မဆန်းဘူးပေါ့နော်ဒါပုံမှန်ဆိုလဲရောက်နေကြပဲဒီတစ်ပတ်ပါနဲ့ကံလဲinjury ကစားသမားတွေပါရှိတယ်ပြန်ပြီးတော့ recover ဖြစ်သွားတဲ့ကစားသမားတွေပါရှိတယ်ပွဲချက်အခြေအနေပါညာဒါကတော့ပုံမှန်ပဲပေါ့နော်ဒါအသင်းသားပြီးမထူးဆန်းတာတခုကဒီနေ့ရောက်လာတဲ့အတွေ့အအခုရောက်လာတဲ့အတွေ့ကဘာလဲဆိုတော့အာဆင်နယ်ကိုဘာလို့ကြိုက်တာလဲဆိုတဲ့အတွေ့ပဲပြီးတော့အာဆင်နယ်ဟိုဘယ်တော့မှစသိတာလဲဆိုတဲ့အတွေ့ပဲဆက်စဉ်းစားနေအာဆင်နယ်အဲ့တော့ငါဘာဘယ်တော့မှစပြီးအာဆင်နယ်ကိုစကြိုက်တာလဲပေါ့နော်နောက်ပြီးတော့ဘာလို့ကြိုက်တာလဲပေါ့အဲ့ဒါအမြဲတမ်းမတွေးဖြစ်တဲ့အတွေးဖြစ်တယ်အဲ့တော့အာဆင်နယ်ကိုဘာလို့ကြိုက်တာလဲလို့အာဆင်နယ်ကိုဘယ်တော့စသိတာလဲဆိုတာဟိုမပြောခင်ဘောလုံးပဲဘယ်ချိန်ကစကြည့်လဲဆိုတော့ပြန်ပြီးစဉ်းစားတော့ဘောလုံးပဲဘယ်ချိန်ကစပြီးတော့ကြည့်ရလဲဆိုတော့အဖိုးရှိမှာပေါ့နော်အဲ့တော့မြန်မာတန်မြောက်ကြီးကပဲလာတဲ့ခက်MRTV4 တွေပဲမရှိသေးဘူးအဲ့အချိန်မှာ6နိုင်ခွဲမှာပထမဆုံးစကြည့်တာမှတ်ရ Manchester United နဲ့ Newcastle နဲ့ဘွဲအဲ့ဘွဲမှာ Man U က4-1နဲ့နိုင်သွားတယ်မှတ်ရအဖိုးက Man U ပြိသက်ဆိုတော့Nesta Ryan ကိုနွားကြီးလို့ခေါ်တာပေါ့နော်အဲ့တော့ Man U ကအဲ့ချိန်ကနာမည်ကြီးနေတာပေါ့ကိုဘောလုံးအဲ့ချိန်မှာနာမည်အရန်ကြီးနေတဲ့အချိန်99နောက်ပိုင်းမှာနာမည်ကြီးနေတာဆိုတော့အဲ့ဒီကအာဆင်နယ်နဲ့ Man U ပွဲရှိတယ်ထုံးစံတိုင်းပဲမြန်မာဖြစ်တဲ့အတွက်အားနေတဲ့ဘက်ကိုအားပေးခြင်းနဲ့အတူရရှိတာပေါ့နော်။Man U fan တွေကအများများတယ်အဲ့ချိန်မှာ Man U ဖြစ်နေတဲ့အချိန်မှာကိုကအာဒီတင်းကိုMan U အမြင်ကတ်လာပြီကွာဆိုတဲ့အတူကြီးပေါ့။အာဆင်နယ်အဲ့တော့ဘာခလေးဆိုတော့ဘာမှတိတ်ထွေးတိတာမဟုတ်ဘူး။အဲ့ဒါလည်းပဲအာဆင်နယ်ဆိုတာကြီးကိုတိလိုက်ရတယ်အာဆင်နယ်နဲ့ပွဲကိုကြီးလိုက်တယ်ကြီးပြီးတဲ့အချိန်မှာအမြောက်ကြီးပေါ့နော်။အဲ့အမြောက်ကြီးကိုစိတ်ဝင်စားပြီးတော့ဆက်ကြည့်ဖြစ်တဲ့နောက်ပွဲတွေမှာဒီအမြောက်တွေကဘာလဲဆိုတော့အဲ့ဒီမှာကျတော့သတင်းစာထွက်တယ်သတင်းစာမှာ goal score တွေအရင်ပွဲအခြေအနေတွေပေါ့နော်အဲ့ဒီသတင်းစာတွေဖတ်ပြီးတော့ပဲအာဆင်နယ်ဆိုတော့တီးလာခဲ့တယ်အဲ့ချိန်မှာ We.Henry အများကြီးပေါ့နော်အဲ့ခေတ်ကြီးမှာဖြတ်တန်းလာဘာကန် Rombat Pirates Alexander Lab အဲ့လိုကစားသမားတွေနဲ့ဖြတ်တန်းလာရင်းနဲ့နောက်နေ့ဘောလုံးပွဲကြည့်နေပါဒုတိယပွဲတတိယပွဲလောက်မှာအာဆင်နယ်ကစားတာအဲ့ဒီချိန်ကထူးဆန်းတော့ထူးဆန်းဖြစ်တာရော honorary အရန်ကောင်းနေတာရောဘာကန်ဘောလုံး control တွေရောအဲ့ရစပြီးပဲအာဆင်နယ်ဖန်ဖြစ်လာတယ်ထင်တယ်တကယ်ချင်းတော့ကိုအားပေးတဲ့အသေးနဲ့ပတ်သက်ပြီးအမှတ်တရလေးရှိတယ်ပြောခဲ့ပေးပါအောင် see နောက်ဗီဒီယိုမှာပြန်ဆုံမယ် bye bye